မိုက်ကယ်ကာရစ်ဟာသူ့ရဲ့ပထမဆုံးလေ့ကျင့်ရေးကွင်းစင်းမော်မရင်ပရိသတ်တွေရင်ခုန်သွားစေမယ့်မြင်ကွင်းတစ်ခုကိုဖန်တီးလိုက်ပါတယ်အဲ့ဒါကတော့ကမ္ဘာအဆင့်အကွင်းလေလူကာစီမီရိုကိုအနီးကတူးချင်းတင်ကြားပြသပေးနေတဲ့အိုင်ကိုနစ်ဆန်လာတဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်ဒီပုံရိပ်ကဘာလို့အဖိုးတန်တယ်လဲဆိုရင်သူတို့နှစ်ဦးစလုံးဟာဘောလုံးလောကမှာနှစ်ပေါင်းများစွာမှတ်တမ်းတင်ခံရမယ့်ထိတ်တန်းကွင်းလေလူတွေဖြစ်နေလို့ပါပဲစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့သူတို့နှစ်ဦးဟာ2019ခုနှစ် United ရဲ့ရာသီကြိုခြေစမ်းပွဲတုန်းကတစ်ဖက်တစ်ချက်စီမှာပြိုင်ပတ်တွေအထိရင်ဆိုင်ခဲ့ဘူးလားပါအခုတော့နီးပြနဲ့ကစားသမားအဖြစ်ပြန်လဲဆုံတွေ့ပြီး United ကိုအချက်အတဲတဲကနေကယ်တင်ဖို့လက်တွဲနေချက်ပြီးဖြစ်ပါတယ်ကာရက်ရဲ့တင်းငင်းနဲ့ဘောလုံးဦးနောင်နဲ့ကာစီမီတို့ရဲ့အတွေ့အကြုံရင့်ကျက်မှုတွေပေါင်းစပ်သွားရင် United ရဲ့ကွင်းလေဟာအရင်ကထက်အများကြီးပိုမိုတောင့်တင်းလာမှာအသေးအချပါပဲတကယ်လို့လားသူတို့နှစ်ဦးကစားသမားဘဝအထွတ်အတိုင်အချိန်မှာအသိန်းသိန်းနဲ့အတူတူကစားခင်ဘလို့တောင်ကြောက်စရာကောင်းမလဲဆိုတာမှန်းဆကြည့်ုံနဲ့တင်ရင်ခုန်စရာကောင်းလာပါတယ်။ဥကာတဲနဲ့ကာရစ်ကိုလေ့ကျင့်ရေးကွင်းမှာပထမဆုံးတွေ့လိုက်ရတော့ပထမဆုံးတွေ့မိတာလေးပေါ့။ဥကာတဲက United အသင်းမှာအညံ့ဆုံးကစားသမားထီပြီးလက်ရှိ United မှာလည်းကွင်းလေကအားနည်းဆုံးထင်နေတာဆိုတော့ဥကာတဲအနေနဲ့ဒါကာရစ်ရဲ့နီးပြမှုလက်အောင်မှာတိုးတက်ပြောင်းလဲလာနိုင်တော့ United ကွင်းလေတို့ကလည်းအကောင်းဆုံးပဲပေါ့။ပြောင်းလဲလာနိုင်မယ်လို့လည်းနည်းနည်းယိုချီနေတယ်။ဘာလို့လဲဆိုတော့Garish က air position ကိုအတွင်းကျတည်တဲ့သူတယောက်ဖြစ်နေတာဆိုတော့ Garish အနေနဲ့ Ugarte ရဲ့ကစားသမားဘဝကိုပြောင်းလဲပေးနိုင်မယ်လို့ထင်ပါတယ်